အားလုံးပဲမင်္ဂလာပါဒါတော့ကျွန်တော်မျိုးသမီးဒေါ်ထထမြင့်မှာကျွန်တော်တော့မိမမိခုသူပေါ့ဗျာ तू ကအရင်စပြောမှာပါ तू ကအိမ်စအရင်စဝင်တာဆိုတော့မင်္ဂလာပါသူများတွေနဲ့စားလို့ရှိရင်တော့အခက်အခဲတွေအများကြီးရှိမယ်လို့တော့ထင်တယ်ပေါ့ဝန်ထမ်းဖြစ်နေကြတော့တအားခက်ပါတယ်လို့ပဲလာဖို့တော့မှကျမအတွက်လေမနေ့ကညနေထိကျမကျောင်းမှာရှိတယ်ပေါ့နော်ကျောင်းဆရာမလည်းဟုတ်တဲ့ခါကျခွင့်လည်းမရဘူးပေါ့နော်ခွင့်လည်းမရတဲ့ခါကျမညနေနောက်ဆုံးလေရင်လည်းမှကျမဒီမန္တလေးကိုလာရတယ်ပေါ့ပြီးတော့ဒီလိုအချိန်တွေမှာဒီလိုတွေပွဲတွေလုပ်တဲ့ချိန်မှာကျမစိတ်မကောင်းဖြစ်တယ်ဘာလို့ဆိုကျမကဝန်ထမ်းဖြစ်နေတဲ့အတွက်ဝန်ထမ်းတယောက်အနေနဲ့ကျမဒီလိုမျိုးပေါ့နော်ပွဲတွေတွားနိုင်ဖို့တော့အပြင်တွေထွက်နိုင်မှုဆိုကျမဘွားလည်းတကယ်ကိုအကျယ်ထောင်ကျတဲ့ဘွားပေါ့နော်ဒါပေမဲ့လို့ကျမဒီလိုနဲ့ပဲတလိမ့်လေးနဲ့ Ruby Star ရောက်လာပါပြီလို့ကျမလိုပဲအားလုံးလည်းအောင်မြင်မှုတွေရပါစေလို့ဆုတောင်းပါတယ်အခုကျွန်တော်လောက်တာတော့နောက်မှပေါ့လေနော်မျိုးသမီးဂျပန်သွားပြီဆိုမှပဲသူကတော့ငါတယောက်တည်းခြံထားခဲ့ပြီဆိုပြီးတော့ပါအခုမှနောက်မှကတ်ဝင်လိုက်တာပေါ့နော်ဝင်ထားခဲ့ပြီးတော့မှလောက်တာပေါ့နော်အခုပြီးခဲ့တဲ့ခွန်လာပိုင်းကဲကနေစပြီးတော့အေးဒီနှစ်တော့ငါ Ruby Star ပြမအိမ်ပြန်မယ်ဟေ့ဆိုပြီးခဲ့တဲ့ဒီဇင်ဘာမှာပဲအိမ်ပြန်ရောက်ပါတယ်ခင်ဗျအဲ့တော့နောက်ဆုံးစကားနော်2မိနစ်ပဲချိန်ရဆိုတော့ကျွန်တော်တို့ဒီ Insta မှာကျွန်တော်အခုကြုံခဲ့တဲ့အနစ်ချုပ်ပေါ့နော်ပြောပြရရင်တော့ကျွန်တော်တို့ဟလာကံချင်းတူပေမဲ့လဲကျွန်တော်တို့ကံချင်းတူလို့အိစတာကိုရောက်လာပါတယ်အဲ့မှာကံချင်းတူပေမဲ့ညံချင်းညံတာတဲ့လူကတော့ကိုယ့်ထက်အရင်ဥသွားမှာပေါ့နော်ပြီးရင်ဝရိယတာတဲ့လူကံညံဝရိယအားလုံးတာတဲ့လူကထိတ်ဆုံးကိုအရင်ရောက်သွားမှာပါကံညာဝရိယတူရင်တော်မှစေတနာပါတဲ့လူကအရင်ဦးဆုံးရောက်ကြပါပါခင်ဗျာအဲ့ဒီစေတနာပါတဲ့အထက်မှာကျွန်တော်တို့ရဲ့ဒီအိစတာကိုခေါ်ခဲ့တဲ့ဟလားကျွန်တော်တို့ရဲ့ကျေးဇူးရှင်လို့ဆိုပြောမယ်ဆိုလည်းမပါဘူးကိုကျိုးဆက်လို့ပြုံးပြုံးလေးနဲ့ပြောတဲ့လူကပို့ပြီးအောင်မြင်ပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ